ကြောင်းပြီးသွားပေမဲ့ဘာလို့ရမှန်းမသိဘူးဖြစ်နေလားဒါမှမဟုတ်အလောက်ကရတဲ့လာစာကမလောင်းငါလို့အပိုးဝင်းငွေရှာချင်နေတာလားအချိန်တွေအကြာကြီးပေးစရာမလိုပဲနေ့စဉ်15မိနစ် AI ကိုအသုံးချရုံနဲ့တင်းဘဝကိုပြောင်းလဲပေးမဲ့ skill တွေကိုကျွန်တော်ရှာဖွေတွေ့ရှိထားပါတယ်ဒီနေ့ဗီဒီယိုမှာကျွန်တော်ကိုယ်လိုက်စမ်းသပ်လေ့လာနေတဲ့ skill 3ခုကိုမျှဝေပေးမှာပါဒါတွေကအနာဂတ်မှာ brand တွေ business တွေကအလိုချင်ဆုံး skill တွေဖြစ်လာမှာပါမျက်နှာပြစရာမလိုဘူးကွန်ပျူတာအကြည့်ကြီးမလိုပါဘူး AI image and design Canva နဲ့ AI ကိုပေါင်းပြီး graphic designer တယောက်လို့ဘယ်လိုလုပ်မလဲလုပ်ကြည့်ပါတော့လုပ်ကြည့်ပြီးတော့တီးရနဲ့ရက်မသွားနဲ့ပေါ့နော်ဆက်ကဆက်ပြီးတော့ထပ်လို့အဲ့လိုရက်သွားရင်တော့တေချာပေါက်ကျန်ခဲ့မှာပဲဆက်လို့ရင်တော့တေချာပေါက်ဖြစ်နေဗျာဒါပေမဲ့မျက်စိရှိရမယ်အချိန်တစ်ခုတော့ပေးရမှာပေါ့နော်ဒီတော့ပေးရတာအချိန်ပဲရှိရတော့ကဲစိုက်ကြည့်ကြဗျာshort form content creation အခုခေတ်မှာအယောင်အစားဆုံးကဗီဒီယိုပါAI သုံးပြီး script ရေးနည်း edit နည်း prompt engineering AI ကိုခိုင်းတတ်တဲ့သူကမခိုင်းတတ်တဲ့သူထက်အစစရှေ့ရောက်ပါတယ်ဒီထဲကဘယ် skill ကိုအသေးစိတ်သင်ပေးစေချင်လဲ comment မှာလေ့လာချင်တယ်လို့ရေးခဲ့ပါကျွန်တော်တို့အတူတူ finding myself journey ကိုဆက်သွားကြမယ် subscribe လုပ်ထားဖို့မမေ့နဲ့အောင်နော်